မင်္ဂလာပါအခုကျွန်တော်တင်ပြမယ့်ရုပ်သံကတော့ဖုန်းနဲ့ပိုအိုစာရေးဖို့လိုအပ်တဲ့ပိုအိုကီးဘုတ်တွေကိုဘယ်လိုတောင်းရမှာလဲဘယ်လိုအသုံးပြုရမှာလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်ပထမအဆုံးအနေနဲ့ကျွန်တော်တို့ Play Store ထဲကိုကျွန်တော်တို့အရင်ဝင်ပါမယ်ဝင်ပြီးသွားပြီဆိုရင်ဘေးနားလေးမှာခြာရန်ဆိုတဲ့ဟာကိုတစ်ချက်ထည့်နှိပ်လိုက်ပါပြီးသွားပြီဆိုရင် Ethnic Game များခြာရန်ကိုကျွန်တော်တို့တစ်ချက်ထည့်နှိပ်လိုက်ပါပြီးသွားပြီဆိုရင်အဲ့ဒီနေရာမှာကျွန်တော်တို့ Gbook ဆိုတဲ့စာသားလေးကိုကျွန်တော်ရိုက်ချပါမယ်အပေါ်ဆုံးလေးမှာ Gbook Keybook ဆိုတဲ့ဟာကိုတစ်ချက်ထည့်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီမှာ Gbook Keybook ကျွန်တော်က set ထက်မှာထည့်သွင်းထားပြီးသားမို့လို့ Gbook Keybook ကိုပေါ်လာပါတယ်ဒါဆိုရင် Keybook ထက်ကိုကျွန်တော်တို့တစ်ချက်ထည့်ဝင်ကြည့်ရအောင်အပေါ်ဆုံးနားလေးမှာကဘာသာစကားများဆိုတာပေါ်လာပါလိမ့်မယ်အဲ့ဒီနေရာမှာကျွန်တော်တို့ထည့်သွင်းထားတဲ့ဘာသာစကားတွေအကုန်ပေါ်ပါတယ်ဒီမှာကျွန်တော်ကထည့်ထားတာက၄ခုရှိပါတယ်အင်္ဂလိပ်ရယ်ချမ်းရယ်ဂျပန်ရယ်မြန်မာရယ်ဆိုပြီးတော့မှ၄ခုထည့်သွင်းထားပါတယ်အခုကျွန်တော်ကပိုအိုကီးဘုတ်ထည့်ဖို့အတွက်ကီးဘုတ်ထည့်ရန်ဆိုတာကိုတစ်ချက်ထည့်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဘာသာစကားရှာရန်ကိုကျွန်တော်တို့တစ်ချက်ထည့်နှိပ်လိုက်ပါအဲ့ဒီနေရာမှာကကျွန်တော်တို့ဘာကိုရှာရမှာလဲဆိုတာပအိုးကိုရိုက်ချကြပါမယ်ဒီမှာအပေါ်ဆုံးလေးမှာပအိုးကရင်ကိုတစ်ချက်နှိပ်လိုက်ပါပြီးသွားပြီဆိုရင်အောက်နားလေးမှာပြီးပြီဆိုတာကိုတစ်ချက်ထည့်နှိပ်လိုက်ပါဒါဆိုရင်ဒီမှာကျွန်တော်စွမ်းရနေရာက၄ခုပဲရှိတဲ့ခုဆိုရင်၅ခုဖြစ်သွားပါပြီဒါဆိုရင်ကျွန်တော်တို့ note ထဲကိုတစ်ချက်ဝင်ကြည့်ရအောင်အောက်နားလေးမှာကမြန်မာဒါဆိုရင်ကိုကပိုအိုပြောင်းရှင်နေဆိုရင်ဘေးနားလေးမှာအဝိုင်းပုံစံလေးကိုတစ်ချက်ထည့်နှိပ်လိုက်ပါဒီမှာပိုအိုဆိုပြောင်းသွားပါပြီနောက်တစ်ခုထည့်နှိပ်လိုက်မယ်အင်္ဂလိပ်ဒီမှာချမ်းပေါ်လာပါပြီဒီမှာကဂျပန်ဒါဆိုရင်ကိုကပိုအိုပဲဆိုရင်ဒီမှာပိုအိုကိုထည့်ပြောင်းလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့စာရိုက်ကြည့်မယ်ဒီမှာပေါ်လာပါပြီအားလုံးအဆင်ပြေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီရုပ်သံကိုလည်းကြီးချူအားပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်